ရောက်ငါပါအားလုံးပဲမင်္ဂလာပါကျွန်တော်Glory ကားတင်တဲ့ကျောင်းမှာပညာသင်နေတဲ့ section 95ကျောင်းသား slide challenge ဆမ်းမဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ French Athlete Career တိုင်းတာချင်းကို practice demonstration ပြုလုပ်သွားမှာဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်အောင်ကျွန်တော်အရင်ဆုံးတော့ဒီမှာပေးထားတဲ့ service menu လေးတစ်ချက်ကြည့်လိုက်မယ် Okay ဆိုတော့ကျွန်တော်သူ့ဘောက်ထဲမှာသူ့တွေပါရှိတဲ့တစ်ချက်လောက်ကြည့်လိုက်မယ် Okay စုံနေဆိုတော့ကျွန်တော်သုံးမဲ့ဟာလေးချက်ပြင်ဆင်လိုက်မယ်ဗျအရင်ဆုံးတော့ကျွန်တော် cleaning လုပ်လိုက်မယ်ဟုတ်ပြီ Okay စင်ပြေပြီဆိုတော့ကကျွန်တော်အရင်ဆုံးမှာဒီ number 1 cylinder ရဲ့ piston စဖြုတ်မယ်ဗျ Okay တားရလေ Okay nhà ông lấy bên luôn lại hậu phía so the number 1 cylinder piston ရဲ့ coil ကတ်မှာဆိုရင်တော့ bearing ကတ်မှာဆိုတော့ဒါအမုံမားလည်းမရှိဘူးပုံစားချင်းလည်းမရှိဘူးဆိုတော့ဒါဆက်လက်အသုံးပြုဖို့အဆင်ပြေနိုင်သေးတဲ့အခြေအနေတော့ရှိတယ်ဆိုတော့ကျွန်တော်ဒီမှာခဏထားလိုက်မယ် Okay တော့ piston စဖြုတ်ပါမယ်အရာလေးOkay ရကဲအခုချိန်မှာတော့ကျွန်တော်အနေနဲ့တော့ဒါအရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့ stress clearance တိုင်းတာတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနားတော့ရလေးတွေပေါ့နော် function မှာလည်းအရင်တန်ရှင်းလုပ်လိုက်မယ်တော့ဒီလည်းတန်ရှင်းလုပ်မယ် Okay ဆင်ပြေပြီဆိုတော့ကျွန်တော်တိုင်းတာမဲ့ဒီဒိုင်ဂိတ်ကိုလည်းတန်ရှင်းလုပ်လိုက်မယ်ဗျOkay ရပြီဆိုတော့ကOkay ကျွန်တော်စပြီးတိုင်းပါတော့မယ်အရင်ဆုံးဒါလေးကိုတစ်ဖက်ကိုအဝေးကိုပို့လိုက်မယ် Okay so 0.12 Okay ရပြီဆိုတော့ကျွန်တော်တင်ပါပြီကျွန်တော်ခုနတိုင်းတာတဲ့ရမှတ်လေးကိုကျွန်တော်ဒီမှာတစ်ချက်ဖြည့်လိုက်မှာပေါ့နော်ဒီမှာတော့နာမည်ဒါဆက်ရိုက်ပဲကျွန်တော်ဒီတိုင်းတာရဲ့ဆင်မှာတော့သူ့ရဲ့ရလက်ကတော့ maximum ထက်နည်းတယ်ပေါ့နော် 0.12 ရတဲ့အတွက်ဒါ variable limit လို့ပြောလို့ရတယ်ပေါ့နော်ဒါဆက်လက်သုံးပြုလို့လည်းရသေးတယ်ကဒါမှမဟုတ်ဘဲနဲ့ဒီမှာ complaint တက်လို့ရတယ်
တိုင်ကိန်းနဲ့မတုံးဘဲနဲ့ဖီလာကိန်းနဲ့တိုင်းမလားဒါပေမဲ့ဖီလာကိန်းနဲ့တိုင်းမယ်ဆိုတော့ကျွန်တော်ဒီကြားလေးကိုတိုးမှလက်ဖြားလေးနဲ့အထိတွေ့ခံစားမယ်ဆိုတော့မခံစားတတ်ရင်ဒါကြီးကလွဲချုံတယ်ဆိုတော့ဆော်မရှိရင်လည်းဒါခံစားတတ်မှာမဟုတ်ဘူးဆိုတော့ကကျွန်တော်ပုံတိကျတဲ့တိုင်ကိန်းလေးနဲ့ပဲတိုင်းဖို့အားလုံးပြောချင်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဒါကျေးဇူးတင်ပါတယ်ဗျ